မင်္ဂလာပါရှင်ဒီနေ့တော့လူတိုင်းကြိုက်တဲ့အရသာရှိလာတဲ့ကြက်သားလုံးအိမ်မှာအလွယ်တကူလုံနီးလေးကိုပြောပြပေးသွားမှာပါရှင်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေကတော့ကြက်သားရင်အုပ်သားပြောင်းကော်မုံကြက်သားမှုန့်စားခရုစီပဲငံပြားရဲ့အကြီးကြက်သွန်ဖြူဂျင်းငရုတ်ကောင်းမှုန့်ငရုတ်သီးစိမ်းနနံပင်စော်ရာမုန့်တံပြားသီးတော့ပဲဖြစ်ပါရဲ့အရင်ဆုံးကြက်ရင်ပုံသားကိုအစီနဲ့အရေးခွင်တွေဖယ်ပြီးအတုံးသေးသေးလေးတွေတုံးပေးပါပြီးရင်တော့ကြိတ်ဆက်ထဲမှာထည့်ကြိတ်ပါမယ်ကြက်သားတွေညက်သွားတဲ့အထိကြိတ်ပေးရပါမယ်အသားတွေညက်ပြီးဆိုရင်တော့နေဖို့အတွက်ပကံလုံးနဲ့ထည့်ပါပြီးရင်ပြောင်းကောင်မုံစော်ရာမုံစားငရုတ်ကောင်းမုံပဲငံပြားကြီးအကြီးခီယူစီနည်းနည်းနဲ့ကြက်သားမုံထည့်ပါအနံ့လေးမွှေးအောင်ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာကိုအယူညွတ်ထည့်ပါအားလုံးနှမ်းဆက်သွားအောင်နေပေးပါအသားကိုတေချာလေးနေပြီးရင်က15မိနစ်လောက်နှက်ထားပေးပါရရှင်နေပြီးသားကြက်သားကိုလက်နဲ့လုံးပေးပါလက်ကိုစီနည်းနည်းဆွတ်ထားရင်အသားမကတ်ပဲလုံးရတာပိုလွယ်ပါတယ်တူညီတဲ့အရွယ်အစားရှိတဲ့ကြက်သားလုံးလေးတွေရအောင်လုံးပေးပါကြက်သားလုံးလေးတွေရရင်ဒဲအိုးထဲမှာရေကိုပွက်ပွက်ဆူအောင်တီးပါရေဆူလာရင်တော့လုံးထားတဲ့ကြက်သားလုံးလေးတွေကိုဒဲအိုးထဲကိုတလုံးချင်းထည့်ပေးပါကြက်သားလုံးလေးတွေရေပေါ်လာတဲ့အထိပြုတ်ပေးရပါမယ်ရေပေါ်လာပြီဆိုရင်တော့ကြက်သားလုံးလေးကြက်ပါပြီပြီးရင်တော့စကားနဲ့ဆယ်ယူပါအချင်းရေအထက်ကတော့ငရုတ်သီးစိမ်းကြက်သွန်ဖြူနနံပင်ကိုညက်အောင်ထောင်းပါပြီးရင်ငင်ပြာကြီးတကြားတံပြာကြီးနဲ့ရေနွေးနည်းနည်းထည့်ပြီးအားလုံးနှမ်းစအောင်မှွေပေးပါအရသာကိုမိမိစိတ်ကြိုက်ချင်းယူနိုင်ပါတယ်ရှင်ကဲအခုဆိုရင်အရသာရှိလာတဲ့ကြက်သားလုံးလေးတွေရပါပြီရှင်ဒီကြက်သားလုံးလေးတွေကိုအချင်းရည်နဲ့စားသုံးနိုင်တယ်လို့ဟင်းရည်ချက်စားတာကြော်စားတာအတုပ်လုပ်စားတာတွေလည်းပြုလုပ်နိုင်ပါတယ်ရှင်အိမ်မှာအလွယ်တကူလုပ်စားကြည့်ကြပါနော်ကျေးဇူးတင်ပါတယ်ရှင်